ဒီငှက်လေးကပထမဆုံးမိုးဆက်မကြခင်ကတည်းကမိုးရွာတော့မယ်ဆိုတာကိုသိနိုင်ပါတယ်။ဒါကတော့အာဖရိကနဲ့အာရှတခွင်မှာတွေ့ရတဲ့ကူခဲခူကောင်းငှက်ပဲဖြစ်ပါတယ်။တခြားကူကူငှက်အများစုနဲ့မတူပဲသူများငှက်အတိုက်ထဲမှာဥရဲစရိုက်မရှိပါဘူး။သူ့တိုက်သူဆောက်ပြီးသူ့သားသမီးတွေကိုသူ့ဘာသာပဲပြုစုပြောထောင်ပါတယ်။ဒါပေမဲ့ဒါကသူ့ကိုနာမည်ကြီးစေတာတော့မဟုတ်ပါဘူး။မျိုးဆက်တွေတစ်ဆက်ပြီးတစ်ဆက်လူတွေသတိထားမိခဲ့တာကထူးဆန်းတဲ့အချက်တစ်ခုရှိပါတယ်။မိုးမရွာခင်လေးမှာဒီငှက်ကအတန်ပိုပြီးကြဲကြဲလောင်လောင်နဲ့အလွန်မင်းအော်တတ်ပါတယ်။သူ့ရဲ့ရေပွက်တန်လိုနှက်ဆိုင်တဲ့အတန်တွေကိုမိုးမရွာခင်မိုးရွာနေစဉ်နဲ့မိုးရွာပြီးချိန်တွေမှာတောင်ကြားရတတ်ပါတယ်။ငှက်ကရာသီဥတုကိုကြိုတင်ဟောကိန်းထုတ်နေတာတော့မဟုတ်ဘူးလို့သိပ္ပံပညာရှင်တွေကယုံကြည်ကြပါတယ်။အဲ့ဒီအစားမိုးမရွာခင်ဖြစ်ပေါ်လာတဲ့လေထုပြင်းထန်ခြင်းနဲ့လေဖိအားပြောင်းလဲမှုတွေကိုတုံ့ပြန်နေတာဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီအတန်ကိုအားရတဲ့ဒေတာခန်တွေအတွက်တော့ဒီငှက်ဟာဘာဖြစ်လာမယ်ဆိုတာကိုကြိုသိနေတယ်လို့ခံစားရစေပါတယ်။အဲဒါကြောင့်ပဲအတိုင်းဝိုင်းများစွာကသူ့ကိုမိုးငှက်ဆိုတဲ့အထူးပြောင်နာမည်တစ်ခုပေးထားကြတာဖြစ်ပါတယ်။ဒါကြောင့်နောက်တစ်ချိန်မှာကောကောလို့ထက်ခါအော်တန်ကိုကြားရပြီဆိုရင်မိုးကြတော့မှဖြစ်တဲ့အတွက်အပေါ်ကိုမောကြည့်တင်ပါတယ်။